သူဟာကျေးဇူးကမ်းတဲ့သူဟန်ဆောင်ကောင်းတဲ့လူရောင်ဆောင်တစ်ယောက်ဖြစ်တယ်ဆိုပြီးတော့ပေါ့တခင်မလေးကဒါကိုကြားရတော့စိတ်အခြေအနေတိတ်ကောင်းသွားပြီးမအောင်နိုင်ပဲထမင်းကိုပါနှစ်ပန်းကန်ပို့စားမိရှာတယ်တစ်ဖက်ကတခင်လေးကြီးကတော့ပြီးခဲ့တဲ့ဘဝကရေနာစရာကံကြမ္မာဆိုးကနေလွတ်မြောက်သွားပြီးတဲ့နောက်အေဂရက်မင်းမြတ်ရဲ့အကြီးအကျယ်ချီးကျူးမြောက်စားခြင်းကိုခံလိုက်ရတယ်အေဂရစ်ကတခင်လေးကြီးမှာစစ်တူကြီးအိမ်တော်ရဲ့တားကြီးပြီးရဲစွမ်းတတိရောဉာဏ်ပညာပါရှိတယ်လို့မြင်တာကြောင့်သူ့ကိုနောက်မျိုးဆက်ရဲ့စစ်တေနာပတိချုပ်ဖြစ်လာအောင်တေချာပေါက်လေ့ကျင့်ပြိုးထောင်ပေးဖို့ရည်ရွယ်ချက်ရှိနေခဲ့တယ်။ဒါကြောင့်တခင်လေးကြီးပြန်လာတာနဲ့တပြိုင်နက်အလွန်အမင်းဝမ်းမြောက်ဝမ်းသာဖြစ်ပြီးကျမစီကိုလက်ဆောင်ပစ္စည်းတွေအများကြီးယူဆောင်လာပေးတော့တာပဲ။ဒါတွေအားလုံးကနေ့ရဲ့ကြောက်စိမ့်ပြကြောင့်တကယ်ကိုကျေးဇူးတင်ရမှာပါ။မဟုတ်ရင်ဒီတစ်ချိန်မှာငါဘက်ကအကျိုးအကြောင်းဘလောက်ပဲရှိရှိဘသူ့ကိုမှရှင်းပြလို့ရမှာမဟုတ်ဘူး။ချန်စစ်မေကဒီလိုလူစားမျိုးဖြစ်နေလိမ့်မယ်လို့လုံးဝထင်မထားခဲ့ဘူး။နင်ကတော့ငါတို့စစ်တူကြီးအိမ်တော်ရဲ့နှကောင်းနှမျက်မင်္ဂလာကျယ်ပွင့်လေးပဲ။ကျမကအဲ့ဒီလက်ဆောင်ပစ္စည်းတွေကိုမျက်လုံးလေးတောက်ပရှုံးလဲစွာနဲ့ကြည့်ပြီးအာမနာတန်းချက်ချင်းပဲလက်ခံလိုက်တယ်။စိတ်ထဲမှာတော့ဒါပေါ့။ငါကဘာတူလဲဆိုတာကြည့်ဦးလေ။နောက်ဘာတွေဖြစ်လာအောင်မလဲဆိုတာငါအကုန်သိနေတာပဲဟိဟိလို့တွေးနေမိတာပေါ့။ဒါပေမဲ့ကျမစိတ်လှုပ်ရှားလွန်းလို့ထင်ပါရဲ့တခင်မလေးနဲ့တခင်လေးကြီးတို့ဟာတယောက်ကိုတယောက်ညှိပြပြီးလူလဲကြတဲ့အပြုံးကြီးပြုံးနေကြတာကိုတော့သတိမထားမိလိုက်ဘူး။တခင်မလေးကကျမလက်ကိုခက်ခွက်ခွက်လေးပုတ်လိုက်ပြီးတကယ်ကိုယုံကြည်အားကိုးတဲ့လေတံနဲ့ပြောလာတယ်။နောက်ငါတို့စစ်တူကြီးအိမ်တော်တစ်ခုလုံးကတော့နင့်ကိုပဲအားကိုးရတော့မယ်နော်။ကျမလည်းသူမရဲ့နှုတ်ကပတ်တော်ဂါထာမန်နန်အောက်မှာခေါင်းတွေမူးနောက်သွားပြီးဘာမှမသိပဲအကုန်လုံးကိုလွယ်လွယ်ကူကူကြီးခေါင်းကြီးလက်ခံမိလိုက်တာမိမိကိုရောင်းစားမိလိုက်ပြီဆိုတာကိုတောင်လုံးဝမသိလိုက်ရှာဘူးအေးချမ်းချမ်းနဲ့2ရက်3ရက်ကုန်လွန်သွားပြီးတဲ့နောက်ချန်စစ်မေရဲ့ကိစ္စကပိုပြီးတော့အရှိန်ပြင်းထန်လာခဲ့တယ်ရဲရင်လှပါတယ်ဆိုတဲ့စာမေးပွဲပထမရရာရှိကြီးတယောက်ကဒီလိုမျိုးတိတ်ခါကြနာမည်ပြတ်သွားလို့ဘယ်ဖြစ်ပါမလဲဒါကြောင့်သူဟာစစ်တူကြီးအိမ်တော်စီကိုကိုယ်တိုင်ကိုကြရောက်လာပြီးစိတ်ဆက်ညှိနှိုင်းဖို့ကြိုးစားတော့တယ်တခင်လေးကြီးအနေနဲ့သူ့အတွက်ရှေ့ကထွက်ပြီးစကား2ခွန်း3ခွန်းလောက်လိုက်ပြောပေးဖို့မျှော်လင့်နေတာပေါ့ချင်းဟောအကိုကြီးမင်းတို့ငါရှင်းပြချက်ကိုအရင်နားထောင်ကြပါဦးငါရဲ့စရိုက်ကိုမင်းတို့မသိကြသေးဘူးလားအရင်တုန်းကငါခဏတာဝေဝါးဖြစ်သွားပြီးအောင်မြင်မှုတွေကိုအလွန်အမင်းမမောမိသွားလို့ပါအဲ့ဒီလူကအကိုကြီးကယ်တင်ခဲ့တဲ့သူမှန်တာကြိုသိခဲ့ရင်ငါအကိုကြီးနဲ့ဘယ်တော့မှလူယူမှာမဟုတ်ပါဘူးမင်းတို့ကချမ်းသာတဲ့မိသားစုမှာမွေးဖွားလာပြီးကန်ထူးသူတွေဆိုတော့ငါလိုမျိုးမိမိကိုပဲအားကိုးပြီးရုန်းကန်ရတဲ့သူကအောင်မြင်မှုကိုဘလောက်တောင်စားလောင်မှုတိတ်နေလဲဆိုတာဘယ်နားလည်နိုင်ပါမလဲပြောရင်းနဲ့ချန်စစ်မေကတွတ်ညီးတွားငိုကြွေးပြပြီးတနာကယူနာတက်အောင်ထပ်ပြီးအကွက်ဆင်ပြန်တယ်တခင်မလေးကသူ့စကားတွေကိုကြားတော့အံ့ဩမင်တက်သွားမိတာပေါ့ကျမကချက်ချင်းပဲတခင်မလေးရဲ့လက်ကိုဆွဲကင်ပြီးခေါင်းခါပြကသူ့ရဲ့လှည့်ကွက်ထဲထပ်မဝင်ဖို့တားဆီးလိုက်တယ်ချန်စစ်မေကကျမရဲ့အဲ့ဒီလှုပ်ရှားမှုအသေးစားလေးကိုမြင်သွားတော့ချက်ချင်းဒေါသအိုးပေါက်ကွဲသွားပြီးဓားကိုဆွဲထုတ်ကကျမစီကိုတန်းမတ်ပစ်လာတော့တယ်နင်လိုရုံညစ်တဲ့အစီကံမကြောက်အမြဲတမ်းပြဿနာတက်ရတာဒီအစီကံမကိုတက်ပစ်လိုက်ရုံနဲ့ငါတို့ကြားကအထင်လွဲမှုတွေအားလုံးချက်ချင်းပြေလည်သွားမှာချန်စစ်မေရုတ်တရက်ယူသွတ်တောင်းကျမ်းလာတာကိုမြင်တော့တခင်မလေးနဲ့တခင်လေးကြီးတို့ကကျမရှိကနေအမြန်ဝင်ခံပြီးကာကွယ်ပေးကြတယ်ဓားသွားကကျမနဲ့1မီလီမီတာလောက်ပဲလိုတော့တာကျမခမညာထိတ်လန့်လွန်းလို့နှလုံးရက်မတက်ဖြစ်သွားရတယ်တခင်မလေးရဲ့မျက်နှာကချက်ချင်းအေးဆက်တင်းမှသွားပြီးချန်စစ်မေအပေါ်ထားရှိတဲ့ရင်ကျေးပြူငါမှုတွေလုံးဝမကြံတော့ပဲပြက်ပြက်သားသားအော်ပစ်လိုက်တယ်တို့နှစ်ယောက်ကြားကကိစ္စကစကလေးကဆုံးတဲ့အထိတခြားသူတွေနဲ့လုံးဝမသက်ဆိုင်ဘူးအပြစ်တင်ခြင်းရင်ရှင့်ကိုရှင်ပဲအပြစ်တင်စမ်းပါဘာလဲတို့တွေကချမ်းသာပြီးဂုဏ်တရေရှိတဲ့မိသားစုမှာမွေးဖွားလာတယ်ဟုတ်လားရှင်ဒီအိမ်ကိုရောက်လာကလေးကလအဖေနဲ့လမေကရှင့်အပေါ်ဘာတွေခွဲခြားဆက်ဆံခဲ့လို့လဲကျမနဲ့အကိုကြီးမှရှိတဲ့အရာမှန်သမျှရှင်ဘာတခုလိုအပ်ခဲ့ဘူးလဲရှင်စာတင်ခြင်းနဲ့အရာရှိဖြစ်ခြင်းနဲ့ဆိုတော့လေသူတို့ကရှင့်ကိုအစွမ်းကုန်ကူညီပံ့ပိုးပေးခဲ့တာပဲမဟုတ်လားရှင်စိတ်ပြောင်းတစ္ဆာဖောက်ပြီးမင်းသမီးနဲ့တွားလက်ထက်တော့လေတို့မိသားစုဘက်ကတခွန်းမှပြစ်တင်ဝေဖန်ခြင်းမရှိခဲ့ဘူးအခုကြမှာဘာလို့ဒီလိုစကားတွေလာပြောပြီးမိမိရဲ့တာဝန်ဝတ္တရားတွေကိုသူတစ်ပါးပေါ်လွှဲချနေရတာလဲချန်စစ်မေအရင်တုန်းကကျမရှင့်ကိုတန်ဖိုးထားခဲ့မိတာတကယ်ကိုအထင်ကြီးလွန်းခဲ့တာပဲပြောပြီးတာနဲ့တခင်မလေးကလှောင်ပြုံးတစ်ချက်ပြုံးလိုက်ပြီးအကြည့်တွေကလည်းဆက်ဆုပ်ရွံရှာမှုတွေအဖြစ်ပြောင်းလဲသွားတယ်ချန်စစ်မေလိုမျိုးကျေးဇူးကမ်းတဲ့ယောက်ျားတွေဟာသူတစ်ပါးရဲ့အထင်သေးမှုကိုအကြောက်ဆုံးပဲတခင်မလေးကသူ့ကိုဒီလိုလှောင်ပြောင်တယော်လိုက်တာကိုမြင်တော့သူကဒေါသတကြီးနဲ့သူ့ရဲ့ဟန်ဆောင်မျက်နှာဖုံးကိုဆွဲခွာပစ်လိုက်တော့တယ်လင်းချင်းဟောတော်ဆန်းမင်းတို့မိသားစုကငါ့ကိုဘယ်တော့မှမျက်စိထဲထည့်ခဲ့တာမဟုတ်ဘူးဆိုတာငါသိပြီးသားပဲအခုကျတော့နှိမ့်ကြတဲ့အစီကံမတယောက်ကိုကာကွယ်ပေးပြီးငါ့ကိုကြတော့ခွင့်မလွတ်နိုင်ဘူးပေါ့လေငါရဲ့ဂုဏ်သိက္ခာတွေအပြင်မှာပျက်စီးသွားတာကိုမြင်ရတော့မင်းတို့အားရကျေနဲ့သွားကြပြီမဟုတ်လားကောင်းပြီမင်းတို့ကငါ့ကိုမကူညီဘူးဆိုမှတော့ငါချန်စစ်မေတယောက်နောက်ဒီစစ်တူကြီးအိမ်တော်ထဲကိုခြေတလန်းတောင်ထပ်မနေတော့ဘူးတို့တွေဒီမှာတင်အပြတ်အသက်လမ်းခွဲကြစို့သူ့ရဲ့ကြွေးကြော်တန်ကြီးကိုကြားရတော့ကျမမှမအောင်နိုင်ပဲရေတောင်ရေချင်လာမိတယ်နင်ကပဲလမ်းခွဲဦးမလို့လားသူတစ်ပါးရဲ့ကျေးဇူးတရားကိုတခါမှတောင်ပြန်မဆက်ဘူးသေးတဲ့အကောင်ညစ်ပတ်တခင်လေးကြီးနဲ့တခင်မလေးတို့ကလည်းသူ့ကိုဆက်ပြီးစကားရှည်မပွားကျင်တော့တာမို့အိမ်တော်ထဲကနေချက်ချင်းမောင်းထုတ်ပစ်လိုက်ကြတယ်အစပိုင်းမှာတော့လူတချို့ကပြက်ပြက်သားသားလမ်းခွဲတယ်လို့ပြောပြီးပြီဆိုမှတော့စစ်တူကြီးအိမ်တော်ကိုနိုင်ငံတော်ပုံကံမှုနဲ့အကွက်စင်ဆွဆွဲမဲ့မူရင်းဝတ္ထုရဲ့ဇက်ကွက်ကဆက်မသွားတော့ဘူးလို့ထင်ခဲ့မိတာဒါပေမဲ့နောက်ဆုံးကျတော့ကျမအနေနဲ့ချန်စစ်မေရဲ့အသားရည်ထူပြီးအရှက်မရှိတဲ့အောက်တန်းကြမှုကိုအထင်သေးမိသွားတာပဲသူပြန်သွားပြီးမင်းသမီးပြီးတော့မင်းသားကြီးတို့နဲ့ဘာတွေတိုင်ပင်လာခဲ့လဲမသိဘူးစစ်တူကြီးအိမ်တော်စီကိုတင့်နေတဲ့နဲ့တောင်းပန်ဖို့နဲ့အမားဝင်ခံဖို့ဆိုပြီးပြန်ရောက်လာပြန်တယ်ဒီတစ်ချိန်မှာတော့လက်ဆောင်ပစ္စည်းတွေအများကြီးအပြင်ရွှေငွေရတနာတွေဖြည့်ထားတဲ့တစ်တာကြီးအများကြီးကိုပါယူဆောင်လာခဲ့ပြီးလအဖေနဲ့လအမေတို့ကိုတွေ့ဆုံခွင့်တောင်းတော့တာပဲဦးလေးနဲ့အန်ဒီပြီးခဲ့တဲ့ကိစ္စတွေမှာစစ်မေအမှားလုပ်ခဲ့မိပါတယ်
ဦးလေးတို့ကစစ်မေအပေါ်ကြီးမားလာတဲ့ကျေးဇူးတရားတွေရှိခဲ့တာမို့လို့စစ်မေပါပဲဖြစ်ဖြစ်ဒီကျေးဇူးတွေကိုမဖြစ်ဖြစ်အောင်ပြန်ဆက်ရပါမယ်။သူကဒီလိုမျိုးလုပ်ပြလာတော့လအဖေနဲ့လအမေတို့ကတယောက်ကိုတယောက်လှည့်ကြည့်ပြီးပိုလို့တောင်ဦးကြောင်ကြောင်ဖြစ်သွားကြတယ်။သူပါလှည့်ကွက်တွေထက်ကစားဦးမလို့လဲဆိုတာလုံးဝနားမလည်နိုင်ဖြစ်နေကြတာပေါ့။ကျေးဇူးဆက်တယ်ဆိုတာတွေမလိုတော့ပါဘူး။မူလကတည်းကငါတို့နင်းကိုကဲတင်ခဲ့တာဟာဘာစုလက်စုကျေးဇူးမှမျှော်လင့်ချက်နဲ့ကဲတင်ခဲ့တာမဟုတ်ဘူး။ချန်စစ်မေကစကားတွေကိုဟိုလှည့်ဒီဘက်နဲ့အကြာကြီးလျှောက်ပြောနေပြီးမှနောက်ဆုံးတော့အဓိကအကြောင်းအရာစီကိုရောက်လာတော့တယ်။ဦးလေးနဲ့အန်ဒီတကယ်တော့ဒီနေ့စစ်မေရောက်လာတာဟာအရေးကြီးတဲ့ကိစ္စတစ်ခုကိုလာရောက်တိုင်ပင်ဆွေးနွေးခြင်းလို့ပါမင်းတို့အားလုံးကိုယ့်ပေါ်မကောင်းတဲ့အမြင်တွေရှိနေနိုင်တယ်ဆိုတာကိုသိပါတယ်ဒါပေမဲ့ဒီကိစ္စကတော့စစ်တူကြီးအိမ်တော်တစ်ခုလုံးရဲ့ရှင်တန်ရက်တည်ရေးဘေးရန်နေရနဲ့ဓာတ်ရိုက်သက်ဆိုင်နေလို့ပါဗျာချန်စစ်မေကစကားကိုဝိုးတိုးဝါတာဝိဝိုက်ပြောဆိုလိုက်တာကြောင့်စစ်တူကြီးနဲ့စစ်တူကြီးကတော့တို့ဟာချက်ချင်းပဲအာယုံစိုက်သွားကြတယ်သူပြောပြချက်အရတော့အရှင်မင်းကြီးဟာစစ်တူကြီးအိမ်တော်အပေါ်တန်တရားဝင်ပြီးစိုးရိမ်မကင်းဖြစ်နေတာကြပြီတဲ့စစ်တူကြီးကနိုင်ငံတော်အစောပိုင်းကလေးကကြီးမားလာတဲ့ကောင်းမှုကုသိုလ်တွေပြုခဲ့ပြီးလက်နက်ကင်စစ်တီအင်အားအမြောက်များကိုပိုင်ဆိုင်ထားတဲ့အပြင်အခုအချိန်မှာသခင်လေးကြီးကပါအလွန်မင်းထိုးထွက်ထင်ပေါ်လာတာကြောင့်အရှင်မင်းကြီးကစစ်တူကြီးအိမ်တော်ကိုအမြဲတမ်းဖယ်ရှားပစ်ချင်နေတာလို့ဆိုပါတယ်။သူကဟိုဒီလျှောက်ပြောနေပေမဲ့စကားရဲ့ဆိုလိုရင်းကတော့ရှင်းရှင်းလေးပဲ။အရှင်မင်းကြီးဘက်ကဥအောင်လက်မဥခင်မှာစစ်တူကြီးအိမ်တော်အနေနဲ့သူနဲ့ပူးပေါင်းပြီးအရင်ဆုံးပုံကန်ချနာဖို့ဆွဲဆောင်စည်းရုံးနေတာဖြစ်တယ်။အဓိကကတော့ဧကရစ်မင်းမြတ်ကိုအမြင့်ပြတ်အောင်အရင်ဆုံးဖယ်ရှားပစ်ဖို့ပေါ့။ဒါအပြင်သူ့ရဲ့ရောက်ခမဖြစ်တဲ့မင်းသားကြီးဝေကလည်းကုညီပံ့ပိုးပေးဖို့အသင့်ရှိနေပြီးအကယ်၍အောင်မြင်သွားခဲ့ရင်စစ်တူကြီးအိမ်တော်ဟာတိုင်းပြည်တစ်ကိုတီထောင်သူအာဇာနည်အမတ်ကြီးတွေဖြစ်လာပြီးအဆင့်တန်းအရှိန်အဝါတွေတိုးတက်လာမှတေချာတယ်လို့မြှောက်ပင့်ပြောဆိုနေတော့တယ်။ဒါပေမဲ့စစ်တူကြီးဟာတိုင်းပြည်နဲ့လူမျိုးပေါ်တစ္ဆာဆောင်တည်ယူတည်တဲ့သူဖြစ်တာကြောင့်ဒီလိုမျိုးကောက်ကျစ်တဲ့အလုပ်တွေကိုဘယ်လိုလုပ်လက်ခံနိုင်ပါမလဲ။မူရင်းဝတ္ထုစာအုပ်ထဲမှာတော့စစ်တူကြီးကဒီတောင်းဆိုချက်ကိုပြက်ပြက်သားသားညှင်းပယ်ခဲ့ပြီးလူယုံမာတွေနဲ့တဖွဲ့တည်းမပူးပေါင်းနိုင်ဘူးလို့ဆိုခဲ့တယ်။တကယ်တော့ချန်စစ်မေရဲ့ရည်ရွယ်ချက်အစစ်အမှန်ကပူးပေါင်းဖို့မဟုတ်ဘူး။သူ့ရဲ့တကယ်ရည်ရွယ်ချက်ကအကွက်ဆင်ပြီးမဟုတ်မတရားဆွဆွဲဖို့ပဲဖြစ်တယ်။သူကအမှားဝင်ခံတောင်းပန်ဟန်ဆောင်ပြီးလက်ဆောင်ပစ္စည်းတွေလာပေးတဲ့အခွင့်အရေးကိုတုံးကသူ့လူတွေကိုစစ်တူကြီးရဲ့စာကြည့်ကန်တဲ့ခိုးဝင်ခိုင်းပြီးရန်သူတပ်ဖွဲ့တွေနဲ့ပြို့ဝှက်ဆက်သွယ်ထားပါတယ်ဆိုတဲ့တစ္ဆာဖောက်စာကြုံလွှာတွေကိုတွားရောက်ထည့်သွင်းအကွက်ဆင်ခဲ့တာပြီးတော့မှစစ်တူကြီးဟာနိုင်ငံတော်ပုံကန်မှုကိုကြံစည်နေပါတယ်ဆိုပြီးအာဏာပိုင်တွေစီတွားရောက်တိုင်တန်းတော့တာပဲချန်စစ်မေယူဆောင်လာတဲ့ရွှေငွေရတနာတစ်တာကြီးတွေဟာလည်းစစ်တူကြီးကလက်ငွေယူထားပါတယ်ဆိုတဲ့တပ်တွေအထောက်ထားအဖြစ်ပြောင်းလဲသွားခဲ့ရတယ်ဧကရစ်မင်းမြတ်ဟာမူလကတည်းကတန်တရားစိတ်များသူဖြစ်တာကြောင့်စစ်တူကြီးဘက်ကဘလို့ပဲအကြောင်းပြချက်တွေပေးပါစေနောက်ဆုံးမှာတော့တမိသားစုလုံးကိုမြတ်ချင်းခံခဲ့ရပြီးတခင်မလေးဟာလည်းပြည်တစားအိမ်ကိုရောင်းစားခံရကအကြီးအကျယ်နှိပ်စက်စော်ကားခြင်းခံခဲ့ရတယ်ဒီလိုရင်နာစရာဘဝဇက်သိန်းကိုတွေးမိတိုင်းကျမတကယ်ကိုဒေါသထွက်မိတယ်စစ်တူကြီးမိသားစုဝင်အားလုံးဟာတကယ်ကိုစိတ်တဘောထားပြေဝပြီးငုံမြတ်တဲ့လူကောင်းတွေဖြစ်ကြတာအထူးသဖြင့်တခင်မလေးဆိုရင်နှစ်သမီးလေးတစ်ပါးလိုဖြူစင်လွန်းတာကိုချန်စစ်မေဟာမိမိရဲ့အောက်တန်းကျတဲ့စိတ်သက်ကြောင့်တခင်မလေးကိုရွှွတ်နွန်နဲ့ဆွဲချဖို့ကြံစီနေတာပဲအခွင့်အရေးသာရှိရင်သူ့ကိုပြည်တစားအိမ်ကမိမရှာတွေလိုဘဝမျိုးချက်ချင်းမြည်စမ်းစေချင်တော့တာဒါကြောင့်ချန်စစ်မေဟာစစ်တူကြီးစီကိုနောက်တစ်ကြိမ်လာရောက်ပြီးထောင်ချောက်ဆင်နေပြီဆိုတာကြားလိုက်ရတဲ့အခါကျမကဘာမှမသိသလိုဟန်ဆောင်ပြီးတမျက်စီးကိုကောက်ကင်ကအဆောင်မကြီးစီကိုလှည့်ကျင်းဖို့ထွက်လာခဲ့တယ်အဲ့ဒီအချိန်မှာစစ်တူကြီးနဲ့စစ်တူကြီးကတော့တို့ဟာစိတ်ထဲမှာအကြီးအကျယ်ဝေခွဲမရပဲတုံဆိုင်နေကြတာကျမကိုမြင်လိုက်ရတော့ကယ်တင်ရှင်ကြီးကိုတွေးလိုက်ရတယ်လို့မျိုးချက်ချင်းမေးလာတော့တယ်အာယာနင်အချိန်ကိုက်ရောက်လာတာပဲဒီကိစ္စကိုတို့တွေဘလို့ကင်တွယ်ရင်ကောင်းမလဲနင်ပါတွေးမိလဲကျမကခက်ခဲခက်ဆဲဖြစ်နေတဲ့မျက်နှာပေးမျိုးလှုပ်ပြပြီးလက်ကိုရမ်းကညှင်းလိုက်တယ်ခရုံးကတမျက်စီးလဲတဲ့အစီကံမလေးတက်တက်ပဲဟာကိုဒီလိုကြီးကျယ်တဲ့ကိစ္စတွေကိုဘယ်လိုလုပ်သိပါမလဲရှင်ဒါပေမဲ့ခရုံးအမြင်ရတော့သူတို့တွေကိုဒေါသမထွက်သွားစေဖို့အတွက်အခုလောလောဆယ်ဂရီစကားအရင်ပေးပြီးဟန်ဆောင်လက်ခံလိုက်တာကအကောင်းဆုံးပဲထင်ပါတယ်သူတို့ရဲ့အစီအစဉ်တွေအားလုံးအကွက်စေးစေးပေါ်ထွက်လာတဲ့အထိစောင့်ပြီးမှအဲ့ဒီအချိန်ကျမှအရှင်မင်းကြီးစီတွားရောက်သတင်းပို့တိုင်တန်းရင်လည်းမနှောင်းသေးပါဘူးစစ်တူကြီးရောဘယ်လိုထင်ပါသလဲရှင်စစ်တူကြီးကဒါကိုကြားပြီးတဲ့နောက်ဘာမှထပ်ပြီးတုံဆိုင်မနေတော့ပဲချက်ချင်းသဘောတူလိုက်တယ်ကောင်းတယ်ဒီနီးလန်းကတိတ်ကောင်းတာပဲအာယာပြောတာလုံးဝမမှားဘူးနင်ကတကယ်ကိုညံကောင်းတဲ့ကောင်မလေးပဲသူ့စကားကြောင့်ကျမနှလုံးသားတွေချက်ချင်းဒိန်းကနေခုန်သွားရတယ်တခင်မလေးကအနောက်ကနေကျမကိုတိတ်တိတ်လေးဒီလိုမျိုးချီးကျူးနေတာသူမကများကျမအပေါ်စိတ်ကူးရင်ပြီးသဘောကျနေတာများလားမသိဘူးနော်ဟိဟိချုပ်ပြောရရင်တော့ကျမပြောတဲ့အတိုင်းပဲစစ်တူကြီးကချန်စစ်မေရဲ့တောင်းဆိုချက်ကိုဟန်ဆောင်မှန်ဆောင်တဲ့သဘောတူလက်ခံလိုက်တယ်မူလကချန်စစ်မေဟာပုံကံမှုကိုဒီလောက်အထိအလင်းစလိုလုပ်ဖို့အစီအစဉ်မရှိခဲ့ပါဘူးဒါပေမဲ့အခုလိုမျိုးစစ်အင်အားအမြောက်များကိုပိုင်ဆိုင်ထားတဲ့စစ်တူကြီးကြီးကကိုယ်တိုင်ပူးပေါင်းဖို့ဆန္ဒရှိရဲဆိုတာမြင်လိုက်ရတော့သူဟာချက်ချင်းပဲစိတ်ဝင်စားမှုတွေတကယ်တိုးလာခဲ့တယ်ဒါကြောင့်သူဟာမင်းသားကြီးဝေစီကိုချက်ချင်းပြန်သွားပြီးပုံကန်ချနာဖို့အတွက်အရေးတကြီးစတင်စီစဉ်တော့တာပေါ့စစ်တူကြီးကလည်းတရုတ်ဆောင်တဲ့နေရာမှာတကယ်ကိုဆရာကြလွန်းပါတယ်နေတိုင်းသူတို့နဲ့အတူရောနှောပြီးအကွက်ဆင်နေတာတောင်သူတို့ဘက်ကဘာတန်တရားမှမဝင်ခဲ့ကြဘူးမကြခင်မှာပဲစစ်တူကြီးဟာမင်းသားကြီးဝေနဲ့ချန်စစ်မေတို့ရဲ့ပုံကန်ချနာမဲ့အရေးကြီးတဲ့တပ်တွေအထောက်ထားတွေအပြင်သူ့ရဲ့စာကြည့်ကန်ထဲမှာလာရောက်ထည့်သွင်းထားတဲ့တစ္ဆာဖောက်စာကြုံလွှာအတုတွေကိုပါအားလုံးလက်ဝယ်ရရှိခဲ့တယ်စစ်တူကြီးကအဲ့ဒီလျှို့ဝှက်စာတွေနဲ့စီးစိမ်ဥစ္စာတစ်တာတွေကိုအရှင်မင်းကြီးထံအတူတကွယူဆောင်ပြီးချက်ချင်းသွားရောက်တင်ပြလိုက်တယ်တောင်တတိုင်းကြီးလိုခိုင်မာလှတဲ့တပ်တွေအထောက်ထားတွေကိုမြင်လိုက်ရတဲ့အခါဧကရစ်မင်းမြတ်ဟာအလွန်မင်းဒေါသထွက်သွားတော့တယ်အမှန်အတိုင်းပြောရရင်ဧကရစ်ဟာမင်းသားကြီးဝေအပေါ်တန်တရားဝင်နေတာကြာပြီဖြစ်ပေမဲ့သူကမိမိရဲ့ဦးလေးတော်ဆက်သူဖြစ်နေတာကြောင့်အလွယ်တကူလက်မရဲပဲဖြစ်နေခဲ့တာအခုတော့သူကိုယ်တိုင်တနက်ပြောင်းသွားတဲ့ကိုတန်တန်မတ်မတ်တိုးဝင်လာပြီးဖြစ်တာကြောင့်ဒါဟာနန်းတွင်းတွေကလူယုံမာတွေကိုရှင်းလင်းပစ်ဖို့အတွက်အကောင်းဆုံးခွင့်ရေးပဲပေါ့ဧကရစ်မင်းမြတ်ကနန်းတော်ထဲမှာတပ်ဖွဲ့တွေကိုကြိုတင်ပြီးထောင်ချောက်ဆင်ပိုက်စိတ်တိုက်ချထားလိုက်ပြီးရောက်ခမနဲ့တမက်နှစ်ယောက်စလုံးထောင်ချောက်ထဲဝင်လာမဲ့အချိန်ကိုစောင့်ဆိုင်နေခဲ့တယ်
ပုံကံဖို့ချင်းဆိုထားတဲ့နေ့ကိုရောက်တော့စစ်သူကြီးကချင်းဆိုချက်အတိုင်းပေါ်မလာခဲ့ဘူးချန်စစ်မေကအခြေအနေတွေမှားယွင်းနေပြီဆိုတာချက်ချင်းသတိပြုမိသွားတယ်တကယ်တော့သူနဲ့မင်းသားကြီးဝေဟာစစ်သူကြီးကိုယာနှုံးပြည့်ယုံကြည်ခဲ့ကြတာမဟုတ်ပါဘူးဒါကြောင့်သူတို့ကလမ်းစဉ်နှစ်ခုပြင်ဆင်ထားပြီးစစ်သူကြီးအိမ်တော်ကတစ္ဆာဖောက်ပါတယ်ဆိုပြီးအေဂရိစီအရင်ဦးအောင်တွားရောက်တိုင်တန်းဖို့ကြံစီခဲ့ကြတာစစ်သူကြီးမိသားစုတစ်ခုလုံးကိုမြက်ခံရပြီးတိုင်းပြည်ကစင်းကလျားဖြစ်နေတဲ့အချိန်ကြမှာသူတို့ကအမှောင်ထဲကနေပုံကံဖို့အစီအစဉ်ရှိခဲ့တာပေါ့ဒါပေမဲ့သူတို့နှစ်ယောက်နန်းတော်ထဲကိုရောက်လာတဲ့အချိန်မှာတော့တော်ဝင်အဆောင်ရှောက်တပ်ဖွဲ့ကြီးရဲ့တင်းကျပ်စွာဝိုင်းရံပိတ်ဆို့ခြင်းကိုခံလိုက်ရတော့တယ်အစပိုင်းမှာသူတို့နှစ်ယောက်လုံးဘာဖြစ်လို့ဖြစ်မှန်းမသိပဲမြင်တက်နေခဲ့ကြတာအေဂရိမင်းမြတ်ရဲ့အနောက်ကနေစစ်သူကြီးခြေလန်းကြကြရှောက်လန်းထွက်လာတဲ့အချိန်ကြမှာသာမိမိတို့ထောင်ချောက်ထဲကိုလုံးဝကြားရောက်သွားပြီဆိုတာသူတို့သဘောပေါက်သွားကြတော့တယ်ကျမကတော့ကြမ်းတိုက်တဲ့အစီကံမလေးတသက်မှုလို့အဲ့ဒီလိုကြီးကျယ်ခမ်းနားတဲ့ဇက်ကွက်ကိုကိုယ်တိုင်မျက်မြင်ကြည့်ရှုခွင့်တော့မရခဲ့ပါဘူးဒါပေမဲ့စစ်သူကြီးပြန်လာပြီးပြောပြချက်အရတော့အဲ့ဒီအချိန်မှာချန်စစ်မေရဲ့မျက်လုံးကြီးတွေကပြူးထွက်မတက်တောင်ခဲသွားပြီးအဲ့ဒီနေရာမှာတင်အကျယ်ကြီးထောက်အော်ပြီးဆဲဆိုခြင်းနေတဲ့ပုံစံမျိုးဖြစ်နေခဲ့တာတဲ့ရလက်ကတော့ပြောနေဖို့တော့မလိုတော့ပါဘူးချန်စစ်မေနဲ့မင်းသားကြီးဝေတို့မိသားစုတစ်ခုလုံးအဖမ်းခံလိုက်ရတယ်မူလကစစ်သူကြီးအိမ်တော်ခံရမဲ့ကိုမြတ်ချင်းအပြစ်ဒဏ်ကအခုတော့မင်းသားကြီးဝေရဲ့မိသားစုစီကိုလုံးဝလွှဲပြောင်းသွားခဲ့ရပြီမင်းသမီးလေးတောင်မှဘေးကင်းအောင်မရှောင်လွှဲနိုင်ခဲ့ရှာဘူးချန်စစ်မေကတော့မိမိအသက်ကိုလူဖို့အတွက်မင်းသားကြီးဝေနဲ့မင်းသမီးတို့ကပဲသူ့ကိုအတင်းအကျပ်ချင်းချောက်စီးယုံခဲ့တာပါမိမိကတော့ယာဒူးငယ်လေးမို့လို့မဆန့်ကျင်ဝင်ခဲ့ပါဘူးဆိုပြီးတန်ရောစင်ဖြတ်တောက်ဖို့အသေးအတန်စူးစမ်းတော့တာပဲဒါတွေမကသေးဘူးမူလကမိမိလက်ထက်ရမှာကတခင်မလေးဖြစ်ပါတယ်မင်းသမီးမဟုတ်ပါဘူးဆိုပြီးတော့လဲရှက်ရွံ့ခြင်းမရှိပဲတခင်မလေးကိုပြန်လည်ဖားရဖို့စူးစမ်းသေးတာဒါကိုတီးလိုက်ရတဲ့တခင်မလေးကတော့ဒေါသအိုးပေါက်ကွဲသွားပြီးအဲ့ဒီညမှာတင်အချင်းထောင်ထဲကိုလူလွတ်ကသူ့ကိုနေနေညံ့ညံ့အိမ်မက်ရောင်မနေစေဖို့အတွက်အားရပါရသွားရောက်ရိုက်နှက်ဆုံးမခိုင်းလိုက်တော့တယ်၃ရက်အကြာမှာတော့မင်းသားကြီးဝေနဲ့သူ့ရဲ့မိသားစုဝင်တွေအားလုံးဟာလူထုပရိသတ်အလဲမှာတင်ရှေ့မောက်၌ကွမျက်ချင်းခံလိုက်ရတော့တယ်ချန်စစ်မေကိုကြတော့အရှင်မင်းကြီးကစစ်သူကြီးအိမ်တော်ကနေလာခဲ့တာကိုထောက်ထားပြီးအထူးဂရုဏာတက်ကစစ်သူကြီးအိမ်တော်ကပဲစိတ်ကြိုက်စီရင်ပိုင်ခွင့်ပေးအပ်ခဲ့တာပေါ့တခင်မလေးနဲ့တခင်လေးကြီးတို့ဟာအကြာကြီးတိုင်ပင်ဆွေးနွေးခဲ့ကြပြီးနောက်ဆုံးမှာတော့သူ့ရဲ့ခြေနှစ်ဖက်လက်နှစ်ဖက်စလုံးကိုအရင်ဆုံးဖြတ်တောက်ပစ်ဖို့ပြီးတော့မှအမျိုးသားပြည်တစားအိမ်ထဲကိုပြစ်ထည့်လိုက်ဖို့ဆုံးဖြတ်လိုက်ကြတယ်ဒါကတော့တေးချတာပေါ့ကျမဘက်ကနေဘေးကနေတွေးထိုးမြောက်ပင်ပေးခဲ့တဲ့အကွက်တွေလည်းအနည်းနဲ့အများပါဝင်နေတာပေါ့လေချန်စစ်မေဟာဒါကိုကြားလိုက်ရတော့အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားပြီးတနာစရာမျက်နှာပေးနဲ့ဂယုဏတက်အောင်ပြဆက်ခင်းပြပြန်တယ်တခင်မလေးစိတ်ပျော့သွားမလားဆိုပြီးအတိတ်ကအကြောင်းအရာတွေကိုပဲထက်ခါတလဲလဲအော်ဟစ်မြည်တမ်းနေခဲ့တာတခင်မလေးကမူလကတည်းကစိတ်အခြေအနေကောင်းနေတာဖြစ်ပေမဲ့သူကအတိတ်ကအကြောင်းတွေကိုလာပြီးဖော်ထုတ်ပြောဆိုနေတာကိုကြားတော့ပိုလို့တောင်ဒေါသထွက်သွားပြီးသူ့ပါဇက်ကိုချက်ချင်းအဝတ်နဲ့ပိတ်ဆို့ပစ်ဖို့လူတွေကိုအမိန့်ပေးလိုက်တော့တယ်ချန်စစ်မေခများအော်ဟစ်ငိုကြွေးချင်ရင်တောင်အတန်မထွက်နိုင်ရှာပဲမိမိရဲ့ခြေလက်တွေအဖြတ်ခံရတာကိုဒီအတိုင်းမျက်စိတငယ်ချင်းနဲ့ကြည့်နေခဲ့ရုံပဲသူကဘလောက်ပဲကောက်ကြည့်ရုံမာတဲ့လူဖြစ်ပါစေရုပ်ရည်ကတော့မဆိုးလာတာကြောင့်ခန္ဓာကိုယ်မတန်မစွမ်းဖြစ်သွားရရှာပေမဲ့လည်းသူ့စီကိုလာရောက်အသုံးပြုတဲ့ဖောက်တယ်တွေကတော့မရေမတွက်နိုင်အောင်များပြားလှပါတယ်ဒီတစ်ချိန်မှာတော့သူဟာမိမိကိုယ်ကိုပြန်လဲဒုက္ခပေးတဲ့ဝေကျွေးရတာကိုအပြည့်အဝမြည်ဆန်းသွားရပြီပေါ့နောက်ပိုင်းမှာတော့လောက်ဖေနဲ့လောက်မေတို့ကကျမကိုကြီးမားလာတဲ့အသက်သခင်ကျေးဇူးရှင်ကြီးဖြစ်သတ်မှတ်ပြီးထိုက်ထိုက်တန်တန်ဆုချီးမြှင့်ကျင်တာကြောင့်စိတ်ကြိုက်ဆုတောင်းတစ်ခုတောင်းဆိုဖို့ခွင့်ပြုခဲ့ကြတယ်တခင်မလေးနဲ့တခင်လေးကြီးတို့ကလည်းကျမဘာများလိုချင်မလဲဆိုတာသိကျင်စောနဲ့ဘေးကနေဝိုင်းအောင်ပြီးမေးမြန်းနေကြတာပေါ့အမြဲတမ်းတည်ကြည်အေးဆက်လာတဲ့တခင်လေးကြီးဆိုရင်မျက်နှာကြီးတောင်မြင်မြန်းလို့နင်တကယ်လို့စဉ်းစားထားတာရှိရင်လည်းရှက်မနေပါနဲ့ငါနင့်ရဲ့စိတ်ကူးကိုသိပါတယ်ငါနင့်ကိုလက်ထပ်ယူနိုင်ပါတယ်ဒါကလည်းနင့်ကိုကျေးဇူးဆက်ခြင်းတစ်မျိုးပေါ့ကျမကသူ့ရဲ့တည်ကြည်လာတဲ့မျက်နှာကြီးကိုကြည့်ပြီးချက်ချင်းပဲခေါင်းကိုအသေးအတန်ခါရမ်းလိုက်တယ်မလိုပါဘူးရှင်ခရို့အနေနဲ့တခင်လေးကြီးကိုဒီလိုခွင့်ကောင်းယူပြီးအမိပြုဖို့လုံးဝမဝင်ရဲပါဘူးဒါပေမဲ့စိတ်ထဲမှာတော့ဘာကျေးဇူးဆက်တာလဲဒါကတက်တက်အပြစ်ဒဏ်ခတ်တာအထင်ရှားကြီးကိုလို့ကြိမ်ဆဲမိနေတာတခင်လေးကြီးရဲ့မျက်နှာပေးကတော့ချက်ချင်းပဲချေးစားမိလိုက်တယ်လို့မျိုးကြီးဖြစ်သွားတော့တယ်ကျမနဲ့တခင်မလေးကတော့ဘေးကနေသူ့ရဲ့ဟန်ပြတ်သွားတဲ့ပုံစံကိုကြည့်ပြီးအားရပါရဝိုင်းရကြတာပေါ့ဆူတောင်းနဲ့ပတ်သက်ပြီးတော့လေအဲ့ဒီခဏမှာကျမတကယ်ကိုဘာမှစဉ်းစားမထွက်ခဲ့ပါဘူးဘာလို့လဲဆိုတော့ဒီစစ်သူကြီးအိမ်တော်မှာနေထိုင်ရတာတင်ကိုပဲအလွန်မင်းစည်းစိမ်ချမ်းသာနဲ့ပြည့်စုံလို့နေပြီလေဒါကြောင့်လောက်အဖေနဲ့လောက်အမေတို့ကပဲကိုယ်တိုင်ဆုံးဖြတ်ပြီးကျမကိုသမီးရင်းဖြစ်မွေးစားလိုက်ကြတယ်တနေ့အကြာမှာတော့တခင်လေးကြီးကသူ့ရဲ့အိမ်မက်ထဲကနတ်သမီးလေးနဲ့ဆုံတွေ့ခွင့်ရပြီးပျော်ရွှင်စရာမင်္ဂလာပွဲကိုဆင်နွှဲနိုင်ခဲ့တယ်တခင်မလေးကလည်းသူမရဲ့အိမ်အောင်ရေးကိစ္စကြီးကိုစဉ်းစားလာခဲ့ပြီးအကြီးကားချက်ပေါင်းများစွာကိုပွေးပိုက်လို့ကျမစီကိုအပြေးလွှားလာမိတော့တာပဲဘယ်ပုံစံကချောလဲသူမအတွက်အိမ်အောင်ဖက်ရွေးချယ်ပေးဖို့ပေါ့ကျမကလည်းပကြီးကားတွေကိုတဖြည်းဖြည်းချင်းလှန်လို့ကြည့်ရင်ပါဇက်ကလည်းလုံးဝအာမနာတန်ဝေဖန်တော့တာဒီလူကမဖြစ်ဘူးရုပ်ဆိုးလွန်းတယ်ဒီလူကတော့ရုပ်ရည်အတင်းတင်းရှိပေမဲ့ပလေးပွိုင်ပုံစံမျိုးပဲဒီလူလည်းမဖြစ်သေးဘူးမျက်လုံးကတခိုးမျက်လုံးဖြစ်နေလို့မရကိုနှိမ့်ဆက်မဲ့လူသေးကြတယ်နောက်ဆုံးပကြီးကားချက်အထိလှန်ကြည့်ပြီးတဲ့နောက်ကျမကပဲထပ်ပြောလိုက်တယ်မရဘူးဘယ်သူမှမရဘူးဘယ်သူမှတခင်မလေးနဲ့မထိုက်တန်ဘူးတခင်မလေးကကျမကိုအကြာကြီးစိုက်ကြည့်နေပြီးမှအားရပါရရေမောတော့တယ်သူမကကျမဒေါသတကြီးဖြစ်နေတဲ့ပုံစံကိုကြည့်ရတာသဘောကျနေတဲ့ပုံပဲကျမကခေါင်းလေးဆောင်းပြီးသူမကိုမေးလိုက်တယ်တခင်မလေးဘာလို့ခရုံကိုဒီလောက်တောင်ယုံကြည်နေရတာလဲဘာလို့ခရုံကိုပဲမဖြစ်ဖြစ်အောင်ရွေးချယ်ခိုင်းနေရတာလဲရှင်စိတ်ထဲကနေလေဒါမှမဟုတ်ပြင်းလို့များတာဝန်ကြီးကိုငါစီလွှဲချနေတာလားအလို့မအောင်နိုင်ပဲညီးတွားမိသေးတယ်တခင်မလေးကကျမရဲ့နဖူးကိုခက်ဆက်ဆက်လေးတစ်ချက်တောက်လိုက်ပြီးအတိတ်ပဲပါပါနဲ့ပြောလာတယ်ငါနင်းရဲ့စိတ်ထဲကအတန်တွေကိုကြားနေရလို့လေအဲ့ဒီစကားကြောင့်ကျမရဲ့မျက်နှာတစ်ခုလုံးချက်ချင်းပဲအုံကနေပူထူသွားတော့တယ်တေဆန်း
သူမကကျမစိတ်ထဲကနေသူမကိုပြင်းရည်တယ်လို့ဆွဆွဲမိတာကိုတောင်ကြားနေရတာလားဒါဆိုပုံမှန်အတိုင်းဆိုရင်ကျမစိတ်ထဲကတွေးမိသမျှအရာအလုံးကိုသူမအကုန်သိနေခဲ့တာပေါ့ဒါကတကယ်ကိုအရှက်ရစရာကောင်းလွန်းလို့ကျမချက်ချင်းပဲဝုန်းတိုင်းကျဲပြီးထွက်ပြေးမိတော့တယ်မိမိကိုယ်မြေမြုပ်ပစ်ဖို့နေရာတစ်ခုခုကိုတောင်အသေးအတန်ရှာခြင်းစိတ်ပေါက်သွားတာအနောက်မှာတော့တခင်မလေးရဲ့တာယာကြည်လင်လှတဲ့ရေမောတန်ကြီးကအိမ်တော်ဝင်းတစ်ခုလုံးမှာမစဲတမ်းပဲတင်ထက်လို့ကြံရစ်ခဲ့တော့တယ်ကျမရဲ့နာမည်ကလင်းချင်းဟောပါစစ်သူကြီးအိမ်တော်ရဲ့သမီးကြီးဖြစ်ပါတယ်မကြသေးခင်ကပဲကျမမှာထူးဆန်းတဲ့အစွမ်းတစ်ခုတိုးလာခဲ့တယ်အဲ့ဒါကတော့အော်ယာလို့ခေါ်တဲ့အစီကံမလေးတယောက်ရဲ့စိတ်ထဲကအတွေးတွေကိုကြားနိုင်တဲ့အစွမ်းပဲသူမကမူလကတော့တာမန်မျက်နှာအဆင်းရှိတဲ့တမျက်စီးလဲတဲ့အစီကံမလေးတသက်ပါပဲဒါပေမဲ့အုံနောက်ကတော့တကယ်ကိုပန်းနဲ့လွန်းလာပါတယ်ပထမဆုံးအကြိမ်သူမစိတ်ထဲကနေချန်စစ်မေကိုရွှေရောင်ကျက်စင်ကြီးလို့ဆဲဆိုကျိန်းမောင်းနေတာကိုကြားလိုက်ရတော့ကကျမမိမိရဲ့နားကိုပဲပြဿနာရှိနေပြီလို့ထင်ခဲ့မိတာနောက်ပိုင်းမှာထက်ခါတလဲလဲစမ်းသက်စစ်ဆေးကြည့်တော့မှပဲကျမဟာသူမတယောက်တည်းရဲ့စိတ်ထဲကအတန်ကိုပဲကြားနိုင်တာဖြစ်ပြီးတခြားသူတွေရဲ့အတန်ကိုတော့မကြားနိုင်ဘူးဆိုတာကိုသိရှိသွားခဲ့ရတယ်။အော်ယာကသူမကိုကျမကိုအမှောင်ထဲကနေတိတ်တိတ်လေးကာကွယ်ပေးနေတယ်လို့ထင်နေရှာတာ။ဒါပေမဲ့တကယ်တော့သူမစိတ်ထဲကပြောသမျှစကားလုံးတိုင်းကိုကျမအတိုင်းသားအထင်ရှားကြားနေရတာပါ။သူမကကျမကိုရုပ်လှတယ်လို့ချီးကျူးတယ်။ကျမနဲ့ပိုပြီးနီးနီးကပ်ကပ်ရှိချင်တယ်လို့ပြောတယ်။ပြီးတော့ချန်စစ်မေကိုကောက်ကျစ်ညစ်ပတ်တဲ့ယောက်ျားရုပ်လို့လည်းဆဲဆိုတယ်။တခါတလေကြာရင်သူမကကျမ်းပြင်ကိုလှဲကျင်းနေရင်းနဲ့စိတ်ထဲကနေတွတ်ညီးတွားဆဲဆိုနေပေမဲ့မျက်နှာပေးကတော့တကယ်ကိုတီတီငိမ့်ငိမ့်ကြီးလုပ်ပြနေတတ်တာ။ကျမကတော့မျက်နှာပေါ်မှာဘာရိပ်ရောင်မှမပြပေမဲ့စိတ်ထဲမှာတော့မရေပဲမနေနိုင်ခဲ့ပါဘူးဒီကလေးမလေးကတကယ်ကိုစိတ်ဝင်စားစရာကောင်းလွန်းတယ်ဒါကြောင့်သူမမှာဘာလျှို့ဝှက်ချက်တွေထက်ရှိနေအောင်မလဲဆိုတာကိုသိကျင်လို့သူမကိုမိမိအနားမှာပဲအနီးကပ်ခေါ်ထားဖို့ဆုံးဖြတ်လိုက်တာချန်စစ်မေရဲ့ကိစ္စကြောင့်မြို့တော်တစ်ခုလုံးကတောင်းကနင်းဖြစ်နေတဲ့အချိန်မှာအော်ယာကကျမထက်တောင်ပိုပြီးစိတ်ပူပန်တော့ကရောက်နေရှာတယ်သူမကကျမကိုစိတ်ဆက်ကြောင်းလန့်မှုချက်ချင်းချက်သိမ်းဖို့တိုက်တွန်းတယ်ကျမအတွက်အဲ့ဒီယောက်ျားရုပ်ကိုဝိုင်းဆဲပေးတယ်ဆောင်းဦးရာသီအမဲလိုက်ပွဲတုန်းကလည်းတခင်လေးကြီးရဲ့ခါမှာကြောက်စိမ်းပြားကိုကြိုတင်ပြီးတမင်တကာချိတ်ဆွဲပေးခဲ့တာသူမပဲဖြစ်တယ်ကျမကသူမကိုဘာလို့ဒီလိုလုပ်ရတာလဲလို့မေးတော့သူမကမျက်နှာချိုသွေးပြီးပေါ့ပေါ့ပပပဲသဘောမကျလို့ပါလို့ပြန်ဖြေခဲ့ပေမဲ့သူမရဲ့စိတ်ထဲကအတန်ကတော့သူမကိုတစ္ဆာဖောက်သွားခဲ့ပါပြီ။သူမကစစ်သူကြီးအိမ်တော်တစ်ခုလုံးဘေးဒုက္ခရောက်မှာကိုစိုးရိမ်နေတာကျမဒုက္ခရောက်မှာကိုအကြောက်ဆုံးဖြစ်နေတာ။သူမဟာတာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာကျမသိပါတယ်။မဖြစ်ပြတ်သေးတဲ့အနာဂတ်ကအကြောင်းအရာတွေကိုသူမကြိုတင်ပြီးသိမြင်နိုင်စွမ်းရှိနေခဲ့တာကိုသူမကဒါကိုအစွမ်းကုန်ဖုံးကွယ်ထားပြီးကျမကိုရှောင်လွှဲဖို့အကြောင်းပြချက်မျိုးစုံပေးနေခဲ့ပေမဲ့လည်းသူမရဲ့စိတ်ဓာတ်ကတကယ်ကိုဖြူစင်ရိုးသားပြီးငုံမြက်လွန်းတာကြောင့်ကျမသူမကိုဘယ်တော့မှဖွင့်မပြောဘဲနေခဲ့တာပါ။တခါကဆိုရင်သူမကစိတ်ထဲကနေတခင်မလေးကငါ့ကိုခိုးပြီးသဘောကျနေတာများလားလို့တွေးမိသေးတယ်။အဲ့ဒီအချိန်မှာကျမရေနွေးချမ်းတောက်နေတာဖြစ်လို့တော်တော်လေးနဲ့ထွေးမပြစ်မိအောင်အောင်ထားလိုက်ရတယ်။ဒီကလေးမလေးဟာခေါင်းထဲမှာတစ်နေ့လုံးဘာလျှို့ဝှက်ဆန်းပြတဲ့အတွေးဆန်းတွေတွေးနေမှန်းကိုမသိဘူး။ဒါပေမဲ့အမှန်တိုင်းပြောရရင်တော့သူမရောက်လာကလေးကစစ်သူကြီးအိမ်တော်ရဲ့ဘဝဟာအရင်လိုမျိုးပြင်းစရာလုံးဝမကောင်းတော့ပဲ။နေတိုင်းပြောစရာအစ်အဆန်းတွေနဲ့ပဲပြည့်နေတော့တာပါပဲ။ကျမကတော့စစ်သူကြီးအိမ်တော်ရဲ့သားကြီးဖြစ်ပါတယ်။ငယ်စဉ်ကလေးကစီကန်းစနစ်တွေနဲ့ကျင့်ဝတ်တီလာတွေကိုပဲအမြဲတမ်းအလေးထားဖက်တွေဖို့စုံမတုံတင်ခြင်းခံခဲ့ရတာပါ။ဒါပေမဲ့အော်ယာရောက်လာကလေးကအဲ့ဒီစီကန်းတွေဆိုတာဟာရေနွေးပူပူနဲ့အလောင်းခံလိုက်ရပြီးပျက်စီးသွားတဲ့စစ်ဖြူဟာကျန်းစာအုပ်ကြီးလိုမျိုးလုံးဝကိုသုံးစားလို့မရတော့ပဲမရှိတော့ပါဘူးပထမဆုံးအကြိမ်သူမရဲ့စိတ်ထဲကအတန်ကိုကြားလိုက်ရတော့ကကျွန်တော်ရေတောက်နေတာဖြစ်ပါတယ်သူမကအနာဂတ်မှာကျွန်တော်ဟာခြေဖြက်လက်ဖြက်ခံရပြီးအလွန်မင်းဝေဒနာခံစားကသေဆုံးရလိမ့်မယ်လို့ပြောခဲ့တာအဲ့ဒီအချိန်မှာကျွန်တော်ရေတွေမှုတ်ထုတ်မိသွားတာဟာပြင်ပလူတွေရှေ့မှာဟန်ပြတ်သွားတာမျိုးမဟုတ်ပဲတကယ်ကိုထိတ်လန့်တုန်လှုပ်သွားခဲ့လို့ပါနောက်ပိုင်းကျတော့သူမကချန်စစ်မေဟာလူယုံမာတယောက်ဖြစ်တယ်လို့ပြောတယ်ကျွန်တော်တို့မိသားစုတစ်ခုလုံးဘေးဒုက္ခရောက်ပြီးအသက်ခံရလိမ့်မယ်လို့ဆိုတယ်နှုတ်ကတော့မယုံဘူးလို့ညှင်းဆန်နေမိပေမဲ့စိတ်ထဲမှာတော့စတင်ပြီးတုန်လှုပ်ခြောက်ခြားလာခဲ့တာပေါ့အဲဒီနောက်မှာသူမကကျွန်တော်ကိုကြောက်စိမ့်ပြားလာရောက်ချိတ်ဆွဲပေးတယ်ကျွန်တော်စိတ်ထဲကနေယောက်ျားနဲ့မိန်းမကြားမှာဒီလိုပစ္စည်းတွေအလွယ်တကူလက်မခံသင့်ဘူးလို့တွေးမိတဲ့ခဏမှာပဲသူမရဲ့စိတ်ထဲကအတန်ကထပ်ပြီးကျေလောင်စွာထွက်ပေါ်လာပြန်ရောစီကန်းကအရေးကြီးတာလားအသက်ကအရေးကြီးတာလားတဲ့ဟဲကျွန်တော်ဝန်ခံလိုက်ပါမယ်သူမပြောတာလုံးဝမှန်ပါတယ်ဒီနေ့ခေတ်မှာချန်စစ်မေရဲ့ဘဝဇက်သိန်းဟာသူမပြောခဲ့တဲ့စကားလုံးတိုင်းတကယ်ပဲဖြစ်ပျက်သွားခဲ့ပြီကျွန်တော်စတင်ပြီးခန်းစားလာရတာကတော့ဒီမိန်းကလေးဟာကျွန်တော်တို့စစ်သူကြီးအိမ်တော်ကိုကယ်တင်ဖို့အတွက်ကောင်းကင်ဘုံကဆေးလွတ်လိုက်တဲ့သူများလားဆိုတာပါပဲဧကရစ်မင်းမြတ်ကကျွန်တော်အတွက်အိမ်အောင်ဖက်ရှာဖွေပေးဖို့နဲ့တော်ဝင်မင်းသမီးအိမ်တော်ရဲ့အမျိုးအနွယ်တယောက်နဲ့လက်ထပ်ဖို့တော်ဝင်အမိန့်စာချုပ်လွှာထုတ်ပြန်ခဲ့ပါတယ်ကျွန်တော်ညှင်းပယ်ခဲ့တာဟာအော်ယာကြောင့်မဟုတ်ပါဘူးသူမစိတ်ထဲကထင်နေတယ်လို့မျိုးတကယ်မဟုတ်ပါဘူးနော်ဟဲဝန်ခံရရင်တော့အနှဲငယ်တော့သက်ဆိုင်တာပေါ့လေအဲ့ဒီနေ့ကသူမစိတ်ထဲကနေတခင်လေးကြီးအဲ့ဒီကြားမကြီးနဲ့တွားမလက်ထပ်ပါနဲ့ဦးသူမကအရန်ကြားအေးစစ်သူကြီးဖြစ်တယ်လို့ကြားတယ်ဆိုပြီးညီးတွားနေတာအဲ့ဒီအချိန်မှာကျွန်တော်မျက်နှာကြီးချက်ချင်းနှီးမြန်းသွားပြီးသူမပြောလိုက်တဲ့ကြားမကြီးဆိုတဲ့စကားလုံးကြောင့်အဆောင်မကြီးထဲမှာတင်လဲကြလူနီးပါဖြစ်သွားခဲ့ရတာနောက်ပိုင်းကျတော့သူမကကျွန်တော်အတွက်တို့သမီးပကြီးကားချက်အများကြီးကိုကူညီပြီးရွေးချယ်ပေးခဲ့တယ်ပုံစံတစ်ခုချင်းစီကိုသူမကအကျိုးအကြောင်းနဲ့အညီစစ်စစ်ဆက်ဆက်ဝေဖန်ပေးနိုင်ခဲ့တာပါဒီတယောက်ကရုပ်ဆိုးလွန်းတယ်ဟိုတယောက်ကမျက်နှာပွင့်လွန်းတယ်ဒီတယောက်ကျတော့အမြင်အာရုံမကောင်းဘူးနဲ့ပေါ့နောက်ဆုံးရွေးချယ်လိုက်တဲ့ပကြီးကားကိုရောက်တော့မှသူမကလက်မထောင်ပြပြီးဒီလူကတော့တိတ်ကောင်းတာပဲလို့ဆိုခဲ့တယ်မင်္ဂလာဦးညမှာတို့သမီးဖြစ်သူမင်းသမီးလေးကဘာဖြစ်လို့သူမကိုရွေးချယ်ခဲ့တာလဲလို့မေးတော့ကျွန်တော်ညီမလေးရဲ့အစီကံမလေးသဘောကျတဲ့မိန်းကလေးဟာဘယ်တော့မှမမှားနိုင်ဘူးလို့ပြန်ဖြေခဲ့တယ်မင်းသမီးလေးကများခန္ဓာကိုယ်ကြီးဆောင်းသွားတဲ့အထိအားရပါရရေမောတော့တာပဲကျွန်တော်သတိပြုမိတာကတော့
အော်ရရောက်လာကလေးကအိမ်တော်တစ်ခုလုံးကလူတွေဟာစီကန်းတွေကိုစတင်ပြီးမေ့လျော့လာကြတယ်ဒါပေမဲ့ထူးဆန်းတာကလူတိုင်းပို့ပြီးတော့ပျော်ရွှင်လာကြတာပါပဲကျွန်တော်ကတော့စစ်တူကြီးအိမ်တော်ရဲ့အိမ်တော်ဦးစီးစစ်တူကြီးဖြစ်ပါတယ်ဘဝတဝက်နီးပါးစစ်တလင်းမှာကျင်လည်ခဲ့ပြီးတိုက်ပွဲပေါင်းများစွာကိုဖျက်ဆီးခဲ့ရတယ်လို့လူပေါင်းစုံကိုလည်းတွေ့ကြုံခဲ့ဘူးတာမို့ဘသူ့ကိုမှတစ်ခါမှအလျှော့မပေးခဲ့ဘူးပါဘူးဒါပေမဲ့အစေခံမလေးတယောက်ကအနာဂတ်ကအဖြစ်အပျက်တွေကိုကြိုတင်သိမြင်နေတယ်ဆိုတဲ့ဒီလိုကိစ္စမျိုးကိုတော့ဘဝမှာတစ်ခါမှမကြုံဘူးခဲ့ပါဘူးအစာပိုင်းမှာသမီးကြီးချင်းဟောကအော်ရဟာတာမန်လူမဟုတ်ဘူးလို့ပြောတော့ကကျွန်တော်မယုံခဲ့ပါဘူးတမျက်စီးလဲတဲ့မိန်းကလေးတယောက်ကဘလို့လုပ်ပြီးထူးခြားနိုင်ပါမလဲလို့တွေးခဲ့တာဒါပေမဲ့နောက်ပိုင်းချန်စစ်မေရဲ့ကိစ္စတွေပြီးတော့စောင်းဦးရာသီအမဲလိုက်ပွဲတုန်းကကျွန်တော်သားကြီးရဲ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ကြောက်စိမ်းပြားကိစ္စတွေအထိတစ်ခုပြီးတစ်ခုအားလုံးအမှန်တိုင်းဖြစ်ပျက်လာတဲ့အခါမှာတော့ကျွန်တော်မယုံပဲမနေနိုင်တော့ပါဘူးကျွန်တော်ကချင်းဟောကိုမေးမိတယ်ဒီကလေးမလေးကတကယ်တော့ဘယ်ကနေရောက်လာတာလဲလို့ပေါ့ချင်းဟောကပြုံးပြီးပြန်ဖြေတယ်ကောင်းကင်ဘုံကနေပြုတ်ကျလာတာထင်နေတဲ့ကောင်းကင်ဘုံကနေရောက်လာတာမှတော့တိုးမိသားစုအနေနဲ့သူမကိုအစွမ်းကုန်ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ရမှာပေါ့ကျွန်တော်ကကတော်ကြီးနဲ့တိုင်ပင်ပြီးသူမကိုသမီးရင်းဖြစ်ငွေစားဖို့ဆုံးဖြတ်လိုက်ကြတယ်အစပိုင်းမှာဒီကလေးမလေးကနှုတ်ကနေညှင်းဆန်နေပေမဲ့စိတ်ထဲကနေကြတော့သမီးရင်းဖြစ်ငွေစားခံရရင်လစာငွေရအောင်မလားအစေခံမလေးဘဝထက်ဘလောက်တောင်ပိုရမလဲမသိဘူးလို့တွေးနေတာကျွန်တော်ခမအကျယ်ကြီးရေမောမိလူနီးပါဖြစ်သွားရတယ်တကယ်ကိုဖြူစင်ရိုးသားတဲ့ကလေးမလေးပဲစစ်သူကြီးအိမ်တော်ဟာကြီးတယ်လို့ပြောရင်လည်းမကြီးသလိုသေးတယ်လို့ပြောရင်လည်းမသေးပါဘူးသားသမီးတွေရဲ့အိမ်အောင်ရေးကိစ္စတွေအိမ်တွင်းကစားဝတ်နေရေးအသုံးစရိတ်တွေနဲ့လူမှုဆက်ဆံရေးတွေကြောင့်ကျွန်တော်ဘဝတဝက်နီးပါခေါင်းခဲခဲ့ရပြီးသပင်ဖြူတွေတောင်မနှဲပေါက်ခဲ့ရတာဒါပေမဲ့အော်ရရောက်လာကလေးကကျွန်တော်ဒီလောက်အထိခေါင်းပူစရာမလိုတော့ပါဘူးကျွန်တော်ဘာတွေတွေးနေလဲဆိုတာသူမကအမြဲတမ်းကြိုတင်ပြီးခံမှန်းနိုင်စွမ်းရှိနေခဲ့တာကိုကျွန်တော်ကချင်းဟောအတွက်ယောက်ျားကောင်းတစ်ယောက်ရှာပေးခြင်းနေဆိုရင်လေသူမကမြို့တော်တစ်ခုလုံးကလူငယ်တွေကိုလိုက်လံစီစစ်ပေးတော့တာပဲဒီလူကကြပြကြရနိုင်တယ်ဟိုလူကရိုးသားတယ်အဲ့ဒီလူကတော့အိမ်တွင်းရေးပြဿနာရှိတယ်ရောက်ခမနဲ့ချွေးမကြားမှာအဆင်မပြေနိုင်ဘူးနဲ့နောက်ဆုံးအဲ့ဒီလူငယ်လေးဟာငငယ်တုန်းကအိပ်ရာထဲမှာဘယ်နှကြိမ်စီးသွားခဲ့ဘူးလဲဆိုတာကိုပါသူမကအကြမ်းဖျင်းအဖြစ်အကုန်လုံးပြောပြနိုင်တာကျွန်တော်ကတော်ကြီးကိုတိုးတိုးလေးပြောမိတယ်ဒီမိန်းကလေးကတကယ်ကိုအဖိုးတန်ရတနာထုတ်လေးပဲလို့ပေါ့ကတော်ကြီးကလည်းခေါင်းကိုစက်တုံဖြူထောင်းတယ်လို့မျိုးအဆက်မပြတ်ညှိပြီးသဘောတူရှာတယ်တခါကကျမသူမကိုတိတ်တိတ်လေးလှမ်းမေးဘူးတယ်နင်ကကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်သမီးလေးလားလို့ပေါ့သူမကခစ်တမြနှင်းသက်သွားပြီးစိတ်ထဲကနေပြန်ပြောတာကတော့ငါကခစ်ကိုဖြတ်တန်းလာတဲ့သူကွနတ်သမီးတွေထက်တောင်ပိုပြီးစွမ်းသေးတယ်တဲ့ကျွန်တော်ကတော့ဘာမှမကြားသလိုဟန်ဆောင်လိုက်ပေမဲ့အဲ့ဒီခစ်ဖြတ်တန်းလာသူဆိုတဲ့စကားလုံးနှလုံးကိုတော့စိတ်ထဲမှာဆွဲမြဲစွာမှတ်သားထားလိုက်တယ်အဲ့ဒါကဘာကိုဆိုလိုတာလဲဆိုတာနောက်မှချင်းဟောကိုသွားမေးရမယ်ဒါပေမဲ့သူမကဘလို့လူပဲဖြစ်နေပါစေကျွန်တော်တို့စစ်သူကြီးအိမ်တော်အပေါ်စေတနာကောင်းရှိနေသေးတော့ကျွန်တော်သူမကိုတမီးရင်းလေးတယောက်လိုပဲထာဝရချစ်ခင်မြတ်နိုးသွားမှာဖြစ်ပါတယ်ကျမရဲ့နာမည်ကအော်ရပါမူလကတော့စစ်သူကြီးအိမ်တော်ရဲ့တမျက်စီးလဲတဲ့အစေခံမလေးဖြစ်ပြီးအခုအချိန်မှာတော့တမီးရင်းဖြစ်ငွေစားခြင်းခံထားရပါပြီရှင်တို့ကိုပြောပြရင်ယုံခြင်းမှယုံကြလိမ့်မယ်ကျမရဲ့ဒီဘဝမှာအကြီးမားဆုံးလှုပ်ဝက်ချက်ကြီးကခစ်ကိုဖြတ်တန်းရောက်ရှိလာတာမဟုတ်ပါဘူးဒါပေမဲ့ကျမစိတ်ထဲကတွေးမိသမျှအရာအလုံးကိုတခင်မလေးကအကုန်လုံးကြားနေရတာပဲဖြစ်ပါတယ်အဲ့ဒီမြင်ကွင်းကတကယ်ကိုရှက်ဖို့ကောင်းလို့ကျမစိတ်ထဲကနေသူမကိုယုံလာတယ်လို့တိတ်တိတ်လေးချီးကျူးပြီးသူမအနားမှာပို့ပြီးနီးနီးကက်ကက်ရှိချင်ပါတယ်လို့တွေးမိတဲ့ရလက်ကတော့သူမကကျမဘက်ကိုလှည့်လာပြီးပြုံးပြတာပါပဲသူမပြုံးပြတဲ့ပုံစံကြီးကတကယ်ကိုကြက်တီးထက်စရာကောင်းလို့စိတ်ထဲကနေသူမကများငါ့ကိုခိုးပြီးသဘောကျနေတာလားလို့တွေးမိတဲ့ခဏမှာပဲသူမကကျမရဲ့ခေါင်းကိုချက်ချင်းလာရောက်ဆက်ခနဲတောက်တော့တာပဲဒါပေမဲ့ရက်တွေကြာလာတော့လေကျမကျင်သားရသွားပါပြီဘာပဲဖြစ်ဖြစ်ကျမကသူမကိုထာဝရဖုံးကွယ်ထားဖို့ရည်ရွယ်ချက်မရှိခဲ့ပါဘူးအခုဆိုရင်စစ်တူကြီးအိမ်တော်တစ်ခုလုံးကကျမမှာထူးခြားတဲ့အစွမ်းတစ်ခုရှိနေတယ်ဆိုတာကိုသိနေကြပြီဖြစ်ပေမဲ့ဘယ်သူမှလာရောက်ဖွင့်မပြောကြပါဘူးလူတိုင်းကသိနေကြပေမဲ့နှုတ်ဆက်နေပေးကြတာပေါ့ကျမတို့တွေရဲ့ဘဝကတော့ပုံမှန်အတိုင်းဆက်လက်စီးဆင်းနေစေဖြစ်ပြီးအရင်ကထက်တောင်ပိုပြီးစီကားတိုက်မြိုက်လို့နေပါသေးတယ်တခုတည်းသောခေါင်းခဲစရာကိစ္စကတော့မကြသေးခင်ကစလို့တခင်မလေးကကျမကိုကြည့်တဲ့အကြည့်တွေဟာပိုပြီးတော့ထူးဆန်းလာတာပါပဲဘယ်လိုပြောရမလဲကျမကမိမလှလေးတွေကိုကြည့်တဲ့အကြည့်မျိုးနဲ့တူတူပဲဖြစ်နေတာတခင်မလေးကသူတို့သားလောင်းပကြီးကားချက်အများကြီးကိုပွေ့ပိုက်ပြီးကျမစီကိုလာရောက်ရွေးချယ်ခိုင်းပြန်တယ်ကျမကပကြီးကားတွေကိုတစ်ချက်ပြီးတစ်ချက်လှန်ကြည့်ရင်ဒီလူကဝလွန်းတယ်ဟိုလူကပလွန်းတယ်ဒီလူကြတော့ကြက်တခိုးပြုံးမျိုးပြုံးနေတဲ့နဲ့အကြာကြီးလှန်ကြည့်ပြီးတာတော့တစ်ချက်မှစိတ်တိုင်းမကြခဲ့ဘူးတခင်မလေးကကျမကိုမေးလာတယ်နင်တကယ်ပဲတေချာရွေးချယ်တက်လို့လားတဲ့ကျမကလည်းရွေးချယ်တက်တာပေါ့ဒါတွေအားလုံးကပဲပစ္စည်းတွေကြီးပဲလို့ပြန်ဖြေလိုက်ရောသူမကဒေါသထွက်ပြီးကျမကိုရိုက်ဖို့လိုက်ဖမ်းတော့တာပေါ့ကျမတို့နှစ်ယောက်လုံးအိမ်တော်ဝင်းထဲမှာတပတ်ပတ်ပြီးပြေးလွှားနေကြတာနောက်ဆုံးမပြေးနိုင်တော့တဲ့အဆုံးလေကားထစ်ပေါ်မှာထိုင်ပြီးအမောဖြေနေကြရတယ်အဲ့ဒီအချိန်မှာသူမကကျမကိုလှမ်းမိတယ်အော်ရနင်ကောဆိုရင်ငါကဘလိုမျိုးလူစားမျိုးနဲ့အိမ်အောင်ပြုတ်တင်တယ်လို့ထင်လဲကျမခဏလောက်စဉ်းစားပြီးမှပြန်ပြောလိုက်တယ်အနည်းဆုံးတော့တခင်မလေးအပေါ်တကယ်စေတနာကောင်းရှိရမယ်ချန်စစ်မေလိုမျိုးအပြင်တစ်မျိုးတွင်းတစ်မျိုးလူစားမျိုးလုံးဝမဖြစ်ရဘူးရုပ်ရည်ကလည်းအသင့်တင်ရှိရမယ်အရန်ကြီးရုပ်မစိုးရဘူးအိမ်တွင်းရေးကလည်းရှုပ်ထွေးမှုမရှိရဘူးရောက်ခမတွေကလည်းအရန်ရက်ဆက်တဲ့သူတွေမဖြစ်ရဘူးအကောင်းဆုံးကတော့တခင်မလေးကိုအမြဲတမ်းရင်မောအောင်လုပ်ပေးနိုင်ပြီးတခင်မလေးကိုဘယ်တော့မှမျက်ရည်မကျစေမဲ့လူမျိုးဖြစ်ရမယ်တခင်မလေးကဒါကိုကြားတော့ခစ်တမျှငြိမ်သက်သွားပြီးမှပြောလာတယ်နင်းရဲ့တတ်မှတ်ချက်တွေကအရန်မြင်မာလွန်းနေတာမဟုတ်ဘူးလားဘာမြင်တာလဲရှင်မမြင်ပါဘူးတခင်မလေးကတကယ်ကိုအကောင်းဆုံးຢာတွေနဲ့ပဲထိုက်တန်တာမို့လို့ပါတကယ်ကိုအကောင်းဆုံးຢာတွေနဲ့ပဲထိုက်တန်တာမို့လို့ပါကျမစကားကြောင့်တခင်မလေးကဘာမှထပ်မပြောတော့ပဲပြုံးလိုက်ရှာတယ်အဲ့ဒီအပြုံးကပကြီးကားချက်သေးကဘယ်မျိုးသားထက်မဆိုပို့ပြီးတော့တက်ပယ်လွန်းလာပါတယ်
အဲဒီနောက်မှာတော့ပကြီးကားတွေအားလုံးကိုပြန်သိမ်းဆည်းလိုက်ကြပြီးဘသူ့ကိုမှရွေးချယ်ခြင်းမရှိခဲ့ပါဘူးကတော်ကြီးကဘသူ့ကိုမှသဘောမကျဘူးလားလို့လှမ်းပြီးတော့တခင်မလေးကအော်ယာကိုကြည့်ပြီးဘသူမှမရဘူးအမေလို့ပဲပြန်ဖြေခဲ့တယ်ကတော်ကြီးကကျမကိုဝေးဝဲကြည့်ပြီးတပြင်းတစ်ချက်ချလိုက်ရုံကလွဲလို့ဘာမှထပ်ပြီးမပြောတော့ပါဘူးအဲဒီနေ့ညမှာတော့တခင်မလေးကဘာစိတ်ကူးပေါက်လဲမသိဘူးကျမကိုအိမ်မိုးပေါ်အထိအတူတူတက်ခိုင်းတော့တာပဲစစ်သူကြီးအိမ်တော်ရဲ့အမိုးပေါ်ကိုကျမတခါမှမတက်ဘူးတာမို့ခြေလန်းတိုင်းမှာအုတ်ကျပြားတွေကဂျင်းဂျင်းကျွတ်ကျွတ်နဲ့အတန်တွေမြည်လို့ကြောက်လွန်းလို့ခြေထောက်တွေတောင်တုန်နေခဲ့ရတယ်နင်ကဘာကိုကြောက်နေတာလဲပြုတ်ကြရင်ငါဖမ်းပေးမှာပေါ့သူမကတော့အမိုးပေါ်မှာတင်းငိမ်စွာနဲ့ခြေလန်းလန်းနေရင်ပြောရှာတယ်တခင်မလေးရှင်ကျမကိုတကယ်ဖမ်းနိုင်လို့လားမဖမ်းနိုင်မဲနဲ့လာပြီးကြွားမနေနဲ့ပါလို့စိတ်ထဲကညှိတွားမိတာပေါ့ကျမတို့နှစ်ယောက်အမိုးပေါ်မှာဘေးချင်းရှင်ထိုင်နေကြရင်လာမင်းကြီးကလည်းဝိုင်းဆက်လို့လင်းကြီးလေးကလည်းတိုက်ခတ်လို့အေးချမ်းလှပါတယ်အဲ့ဒီအချိန်မှာသူမကကျမကိုထပ်မေးပြန်တယ်အော်ယာနင်တနေ့နေ့ကျရင်ဒီအိမ်တော်ကနေထွက်ခွာသွားမှာမဟုတ်ဘူးမလားစစ်သူကြီးအိမ်တော်မှာမနေချင်တော့တဲ့နေ့မျိုးရှိလားမလားကျမကခဏလောက်စဉ်းစားပြီးမှဒါကတော့အခြေအနေပေါ်မူတည်တာပေါ့လို့ဖြေလိုက်တယ်ဘာအခြေအနေလဲလဆောင်ငွေ2ဆတိုးပေးဖို့လေရှင်သူမကပြုံးပြီးလက်ကိုဆန့်ကကျမခေါင်းကိုခက်ဆက်ဆက်လေးတစ်ချက်တောက်လိုက်တော့တယ်အိမ်မက်မက်နေလိုက်ကျမလည်းနဖူးကိုပို့ရင်းလိုက်ပြုံးမိတာပေါ့ခဏကြာတော့သူမကတီတီငိမ့်ငိမ့်နဲ့ထပ်မေးတယ်အတီပြောတာပါနင်ဘယ်မှသွားမှာမဟုတ်ဘူးမလားကျမကဘယ်ကိုသွားရမှာလဲရှင်အပြင်ကဘာကဒီလောက်မပြောဘူးကောင်းတာပြီးတော့တကယ်လို့ထွက်သွားရင်တခင်မလေးလိုလှတဲ့တခင်မျိုးဘယ်မှာသွားရှာရတော့မှာလဲသူမကဘာမှပြန်မပြောပေမဲ့နှက်ခမ်းထောင်ဆုံးလေးတွေကတော့အပေါ်ကိုကွေးတက်သွားခဲ့တယ်လေအဝိတ်မှာသူမရဲ့ဆန်ရွယ်လေးတွေကကျမမျက်နှာကိုလာထိတော့ရားကြီးကြည့်တောင်ဖြစ်မိသေးတယ်အဲ့ဒီညကတို့တွေအကြာကြီးထိုင်နေခဲ့ကြပြီးအတိတ်ပဲမရှိတဲ့စကားတောက်တူမီယာတွေကိုပဲရှောက်ပြောနေခဲ့ကြတာဘယ်သူမှလေးနဲ့တဲ့စကားတွေမပြောဖြစ်ခဲ့ကြဘူးဒါပေမဲ့ကျမသိပါတယ်သူမစိတ်ပေါ်ပါသွားခဲ့ပြီဆိုတာကျမလည်းထို့အတူပါပဲတနေ့ကုန်လုံးသွားခဲ့ပေမဲ့တခင်မလေးရဲ့အိမ်အောင်ရေးကိစ္စကတော့ဘယ်မှအခြေမကျသေးပါဘူးလောက်အဖေနဲ့လောက်အမေတို့ကတော့စိုးရိမ်တကြီးဖြစ်နေကြပေမဲ့သူမကတော့နည်းနည်းမှစိတ်မပူရှာဘူးနေ့တိုင်းကျမကိုဆွဲခေါ်ပြီးလမ်းလျှောက်ထွက်တယ်ရင်နွေးချမ်းတောက်တယ်ပန်းပွင့်တွေကြည့်တယ်မြို့တော်ရဲ့လမ်းကြားလေးတွေအကုန်လုံးတို့နှစ်ယောက်နှံ့နေပြီထင်ပါရဲ့တစ်ဖက်ကတခင်လေးကြီးမှလည်းတမီးဦးလေးတစ်ယောက်ရနေပြီဖြစ်တယ်ကလေးမလေးကသူ့အဖေတိုင်းပဲရုပ်လေးကတီးနေပြီးစကားလဲနဲရှာတယ်ကျမကဒီကလေးမလေးကကြီးလာရင်မျက်နှာသေးလေးဖြစ်မှာတေးကြတယ်လို့စိတ်ထဲကတွေးမိတော့တခင်လေးကြီးကကျမကိုစူးစူးဆိုင်ဆိုင်လှမ်းကြည့်တယ်ဒါပေမဲ့တကယ်ဒေါသထွက်တာတော့မဟုတ်ပါဘူးသမီးလေးကိုပွေ့ပိုက်ပြီးမပြုံးချင်အောင်ဆောင်နေပေမဲ့ပါဇက်ကတော့နာနရွက်ချိတ်မတက်ဖြစ်နေရှာတာချမ်းစစ်မေကတော့အမျိုးသားပြည်တစားအိမ်မှာပဲပျော်ရွှင်စွာကျင်လည်နေသေးပါပဲကြားရတာတော့မကြသေးခင်ကမှတထေးကြီးတယောက်ရဲ့ငွေအမြောက်များနဲ့ရွေးထုတ်ခြင်းကိုခံလိုက်ရတယ်တဲ့ဒါကသူ့အတွက်ကံကောင်းခြင်းလားကံဆိုးခြင်းလားဆိုတာတော့ဘယ်သူမှစိတ်မဝင်စားကြတော့ပါဘူးကျမကဘာဖြစ်လဲဆိုတော့ကျမကတော့စစ်သူကြီးအိမ်တော်မှာပဲဆက်ရှိနေသေးပါတခြားသူတွေကမိမိရဲ့စိတ်ထဲကအတန်ကိုကြားနေရပါတယ်ဆိုတဲ့အော်ရအဖြစ်နဲ့ပေါ့တနေ့မှတခင်မလေးကကျမကိုမေးတယ်နေမစုတောင်းမျိုးရှိလေတဲ့ကျမကတေချာစဉ်းစားပြီးပြန်ပြောလိုက်တယ်ဒီလိုဘဝမျိုးလေးနဲ့ပဲထာဝရဆက်လက်ရှင်သန်သွားခြင်းပါတယ်ရှင်သူမကပြုံးပြီးလက်ညှိုးလေးနဲ့ကျမနောက်ဘူးကိုခပ်ဖွားဖွားလေးတောက်လိုက်တယ်ကောင်းပြီဒါဆိုရင်လည်းဒီလိုမျိုးပဲထာဝရအတူတူဖြတ်တန်းသွားကြတာပေါ့နေအောင်ကြီးနွေးနွေးလေးကအိမ်တော်ဝင်းထဲကိုဖြာချနေပြီးတခင်လေးကြီးရဲ့သမီးလေးကတော့အော်အဲနဲ့အတန်လေးတွေပြုတ်လုံနေရှာတယ်အဲ့ဒီအချိန်မှာပဲကျမရုတ်တရက်ထူးထူးဆန်းဆန်းရှာဖွေတွေ့ရှိလိုက်တာကတော့ကျမလည်းတခင်မလေးရဲ့စိတ်ထဲကအတန်ကိုကြားလိုက်ရတယ်လို့မျိုးပါပဲသူမကစိတ်ထဲကနေကျေးဇူးတင်ပါတယ်အော်ရလို့ပြောနေခဲ့တာကျမဘာမှပြန်မပြောဘဲနဲ့ပြုံးယုံလေးသာပြုံးပြလိုက်မိတယ်လေပြေးအေးလေးကတာယာစွာတိုက်ခတ်နေပြီးကောင်းကင်ပြားကြီးကလည်းတောက်ပလင်းလက်လို့နေပါတော့တယ်